ဒီကောင်ချစ်တာရင်ထဲကတီလာကျွန်တော်ဟာမောင်မျောလေးရမလားစာရွက်ထဲမှာဘာရေးချရမလဲကျွန်တော်တချင်းတွေတပြင်းချတဲ့ပြီးအိမ်မထဲမှာရောက်တဲ့တွေ့ရမလားကျွန်တော်ဟာအချစ်ကိုလက်ဝါးပြန်နေတယ်ဝင်တစ်ခါထွက်တစ်ခါရှူလိုက်တဲ့တိုင်းရှင်တန်ချင်းဟာမျောလင်းချက်ခုနဲ့မမရဲ့အရှိမကောင်းလို့ချီရုံရတာတဝင်းမပြီးနဲ့ကျွန်တော်ကြောက်ရွံ့ဖြစ်နေပြောဖို့ချန်စီထားတဲ့စကားလုံးလေးပြောဆုံးနေတယ်လုံးတွေထုံနေရီပါနေမမရဲ့ဒီကောင်ချစ်တာရင်ထဲကတီလာ